ရဟန်းကန်ရှင်ပြုမေဆိုနတ်တွေကဘေးအန္တရာယ်ပေးလို့ရှင်မပြိုဝဲကနားစီနက်ကတော့လုံနေရတဲ့အမျိုးသားမြန်မာလူမျိုးတွေရဲ့ရိုးရာယုံကြည်မှုအစဉ်လာရီတဲမှာအတွင်း38မင်းအပြင်38မင်းစတဲ့နတ်တွေကိုယုံကြည်ကိုးကွယ်မှုတွေရှိကြတာကိုအားလုံးသိပြီးသားဖြစ်မှာပါဒီကနေ့မှာတော့နတ်ကပေးတဲ့ဘေးအန္တရာယ်ကြောင့်တရဏဘောင်ကိုဝင်ရောက်ခွင့်မရဘဲအခက်တွေ့နေတဲ့အမျိုးသားတဦးရဲ့လူပြောများနေတဲ့အဖြစ်အပျက်ကိုတင်ဆက်ပေးခြင်းပါတယ်ဒီအမျိုးသားကတော့ကနားစီနက်ကတော့ကိုအောင်ပြည်စုံဖြိုးဝဲဖြစ်ပါတယ်သူရဲ့ပြောပြချက်အရအသက်23နှစ်အရွယ်နန်းနန်းမှာကြော့နေစဉ်အမေရရင်နဲ့ကနေရင်အုပ်လိုက်တာကြောင့်ဒူးထောက်ကျသွားခဲ့ရတယ်လို့ဆိုပါတယ်။အဲဒီနေ့ကနေစတင်ပြီးတော့မကြော့မချင်းထပြန်လို့မရတော့ဘဲနောက်ပိုင်းမှာတော့အမေရရင်နဲ့ဝင်တဲ့အဖြစ်နဲ့9ရက်သားသမီးတွေကိုကဲတင်ပေးနေရတဲ့သူပါ။မြန်မာဗုဒ္ဓဘာသာအမျိုးသားတိုင်းရှင်ပြုရဟန်းခံခြင်းကြပေမဲ့ကိုအောင်ပြေဆုံးဖြိုးကတော့ရှင်ပြုဖို့လောက်တိုင်းမှာသူ့ရဲ့မိသားစုစီဘေးအန္တရာယ်ကြာရောက်လာတဲ့အတွက်အခုထိတရဏဘောင်တွေကိုမဝင်နိုင်သေးဘူးလို့ဆိုပါတယ်။ဒါပေမဲ့အသက်40ကျော်တဲ့ချိန်မှာတော့အမေရရင်နဲ့ကိုတေချာတောင်းပန်ပြီးတရဏဘောင်ကိုအပြေးတံဝင်ရောက်သွားမယ်လို့ရည်ရွယ်ထားကြောင်းသိရပါတယ်။ဒီဖြစ်ဖြစ်နဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်မှာတော့ပရိသတ်တွေကြားဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။အများစုကတော့ဖရာတရားတန်ကယရဏသုံးပါးဟာနတ်တွေထက်အစာပေါင်းများစွာတာလွန်မြင့်မြတ်တာကြောင့်အင်မတန်မုံမြတ်တဲ့တရဏဘောင်ဝင်မဲ့ကိစ္စကိုနတ်တွေကတားဆီးပိုင်ခွင့်အန္တရာယ်ပေးခွင့်မရှိဘူးလို့ပြင်းပြင်းထန်ထန်ထောက်ပြဝေဖန်ကြပါတယ်။ကဲပရိသတ်ကြီးတို့ရောဒီထူးဆန်းတဲ့ဖြစ်ရဲ့အပေါ်ဘယ်လိုရှုမြင်သုံးသပ်မိလဲဆိုတာ comment မှာဝင်ရောက်ပြောကြားပေးပါဦးရှင်။